audio လမ်းကြောင်းနှစ်ချက်လမ်းကြောင်းမိုက်လမ်းကြောင်းတိုင်းတာတဲ့သင်ခန်းစာသင်ကြားပေးနေတာပဲဖြစ်ပါတယ်လက်ရှိမိုက်လမ်းကြောင်းတိုင်းတာနေတာဖြစ်ပါတယ်ကိုယ့်ဘက်ကပြောပြီးဟိုဘက်ကမကြားရရင်ကိုယ့်ဘက်ကဘာကိုစစ်ရမှာလဲကိုယ့်ဘက်ကစစ်ပြီးတဲ့မိုက်လဲပြီးလို့မကောင်းရင်ရောဘာတွေစစ်ကမှာလဲသိစေဖို့အတွက်ပတ်လန်းဆွဲပြီးတော့ကျွန်တော်တို့ diagram ကြည့်ပြီးတော့ audio လမ်းကြောင်းမိုက်လမ်းကြောင်းတိုင်းတာတဲ့သင်ခန်းစာကိုလက်တွေ့လှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်ပတ်လန်းကိုယ်တိုင်ဆွဲပြီးတော့အချက်အလက်နဲ့တိတိကျကျဂါဂနာဂတိပြီးမှစာကိပြားပေါ်မှာဘယ်လိုတန်းမလဲဆိုတော့သင်ကြားပေးနေတာဖြစ်ပါတယ်စိတ်မှတ်နဲ့ဟိုဟာဆိုလဲပေါ်စီလဲလိုက်တရားဆိုလဲပေါ်စီလဲလိုက်ဟိုဟာဖြစ်လဲဟိုဟာကန်လိုက်ဟိုဟာဖြစ်ဒီလိုကန်လိုက်လို့မဟုတ်ဘဲနဲ့ diagram ကြည့်ပြီးတော့တိတိကျကျပတ်လန်းလေးလိုက်တက်အောင်ပြင်တက်အောင်သင်ကြားပေးနေတာပဲဖြစ်ပါတယ်ယခုလိုပညာရပ်တွေကိုလေ့လာသိယူခြင်းနဲ့ဆိုရင်တော့ NS Mobile ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်စေဝေသားမှလာခဲ့ပါတကယ်တက်ချင်မှလာခဲ့ပါစေဝေသားတဲ့ဆိုရင်တော့3994203211ကိုဆက်သွယ်ပြီးစုံစမ်းမေးမြန်းနိုင်ပါတယ် normal class နဲ့ special class ဆိုပြီးတော့တန်ခွဲမျိုးစားနှစ်ခုရှိပါတယ်ကျေးဇူးတင်ပါတယ်ဒါ normal class ကကျောင်းသားဟဲ့ကလေးအသက်ဘယ်နှစ်လဲ14နှစ်ပညာရေးချင်းဘယ်နှစ်တန်းတက်နေရလဲ6တန်းဟုတ်ပါပြီဒါ6တန်းကလေးရဲ့ဆွဲထားတဲ့ပတ်လန်း diagram တွေနောက်တစ်ရက်လည်းလှန်လိုက်ပါဦးဒါ test လမ်းကြောင်းနော်ဒါကဘာလမ်းကြောင်းလဲဒါ STCAD လမ်းကြောင်းဟို test လမ်းကြောင်းဒါ6တန်းကလေးဆွဲထားတဲ့လမ်းကြောင်းမျိုးစားပါလူကြီးလူငယ်ဆိုတာမရှိပါဘူးဝါသနာပါတဲ့ပုံမူတည်ပြီးတော့ပဲသူ့ရဲ့တက်မြောက်မှုကအကျုံးဝင်တာပါဒါ12နာရီပြန်ရမှာပါသူမပြန်သေးတာပါသူလုံနေတာပါဒါတော့ special class ရှားကြီးတွေလူကြီးပေါ့သူလည်းမဆိုးပါဘူးတေချာတက်ရက်လေးမနေ့ကမေးလိုက်တာဟုတ်ဒါအကောင်းဆုံးပဲလားဆိုတော့သူတို့အောင်မြင်ခြင်းနဲ့ထင်ပါတယ်တေတက်လေးဆွဲလာပြီဟုတ်ပြီသူတို့ဆွဲနေတာ SD ကလမ်းကြောင်း touch လမ်းကြောင်းဆွဲပြီးနေကြကောင်းလမ်းကြောင်းသူတို့တိုင်းနေပြီတနေကုန်ပါပဲဗျတနေကုန်စူးစမ်းနေကြတာပါဒီဘက်ကျတော့ဒါဘာလို့ထားရလဲ Windows 10လောက်ထိုင်းတန်းလန်းနဲ့ကိုပတ်လိုက်ဆွဲနေတာနေပြီးတော့အမှန်ကန်ကျုံးနေတာဟောဟုတ်ပြီဒါတော့ကိုတစ်တော့ယူပေါ့ဒီ normal class ပါပဲဒါပေမဲ့မပြန်ပါဘူးဗျသူလုံနေပါတယ်ဗျတို့လုံနေတာပဲမနေ့ကတော့ register ပုံစံလေးမပြောတော့ပါဘူးဗျဟုတ်ပြီဒါသူတယောက်တည်းအမှန်ကန်ကျိတ်နေတာဟုတ်ပြီဒါ SPC ဆွဲထားတဲ့ပတ်လန်းလေးပြပါအောင်ဒါ SPC သူကဘယ်နှစ်တန်း10တန်းအေးငါလည်းမသိတော့ဟုတ်ပြီ17တန်းကလေးမကလေးတွေဆွဲထားတဲ့ပတ်လန်းနေဒီနည်းပညာမိသူဆိုလေ့လာလို့ရပါတယ်တခုပဲရှိတယ်ဝါသနာပါဖို့လိုပါတယ်တောင်းရောင်တောင်းတွေကဘာမှတက်မှာမဟုတ်ပါဘူးတိတော့တိမှာပေါ့ဗျာတကယ်တက်ချင်တကယ်လေ့လာတကယ်ဖြစ်ပါတယ်အဲ့တော့ဒီပညာတွေကိုစိတ်ဝင်စားတဲ့လေ့လာသိဝင်ခြင်းနဲ့ဆိုရင်3995 420 321ကိုဆက်ပြီးစုံစမ်းလို့ရပါတယ်ဗျာ